အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် blog ကြီးမြတ်တယ်တော်တော်ကြာသွားပြီပေါ့နော်ဒီနေ့တော့ကျွန်တော် blog လေးတစ်ခုရိုက်ပါမယ်ဘာလို့လဲဆိုတော့ဒီနေ့ international TD အထိမ်းအမှတ်အနေနဲ့ကျင်းပပြုလုပ်မဲ့ပွဲလေးတစ်ပွဲကိုသွားဖို့ရှိပါတယ်ခင်ဗျာဒီပွဲလေးကဘာပွဲလဲဆိုလို့ရှိရင် Suntit D Twin A Family ရဲ့ပျော်စရာတစ်ဖက်ပွဲအစီအစဉ်လေးပဲဖြစ်ပါတယ်ခင်ဗျာဒီအစီအစဉ်လေးကိုကြီးမှုကျင်းပတာတော့ A+ A Band နဲ့ဂျန်ရှင်းပင်လောင်တို့မှဖြစ်ပါတယ်ခင်ဗျာမြန်မာနိုင်ငံလက်ဖက်တင်းကနေပြီးတော့မှကျွန်တော်ကိုဖိတ်ကြားတဲ့အတွက်ကြောင့်ဒီအစီအစဉ်လေးမှာကျွန်တော်တို့အစားတောက်ကဲဖြတ်တိုင်းဖြစ်တွားရောက်ပြီးတော့မှလွတ်ဆောင်ပေးမှာဖြစ်ပါတယ်ခင်ဗျာโอเคဒီပွဲလေးမသွားခင်မှာဆိုလို့ရှိရင်ကျွန်တော်ဂျော်ကနေပြီးပို့ထားတဲ့စိန်လုံးတစ်တီးလေးကိုစားပါမယ်ဒါကတော့ဆိုရင်တော့ကျွန်တော်တို့ခြံွက်တစ်တီးလေးပါဒါကတော့စိန်တစ်လုံးပေါ့နော်ဒါကတော့ကျွန်တော်တို့ခြံထဲမှာတပင်ဒီတော့ရှိတဲ့ညတစ်လုံးဆိုတဲ့တစ်တီးပဲဖြစ်ပါတယ်เนาะကဲကျွန်တော်ပွဲမသွားခင်ဒါလေးကိုတစ်တီးကိုစားပါမယ်ဒီစားပြရတယ်ဆိုရင်ကျွန်တော်ပွဲလေးကိုသွားပါမယ်ညာချိုးတာပဲဒါညတစ်လုံးเนาะနောက်ထပ်ကျွန်တော်တို့မြန်မာ food consultant တို့လည်းဖြစ်တဲ့ကျွန်တော်တို့ Ultra Living by မြဲဦးသားရဲ့ဘက်ကိုင်ရှင်ဆရာဦးမြင့်သူကဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ကျွန်တော်တို့ Film Test Alliance မြန်မာရဲ့ဘက်ကိုင်ရှင်တွေဖြစ်တယ်လို့ Executive Director Okay, come in, you okay, say that again, I say it in the house, and I will. See how, did you get when it? Did you get when ma? Below criteria, and you get a mega thing about. So below you lay, different ship from my this and be like this, so this is it. different ပါလဲဆိုတော့ကျွန်တော်တို့ဒီ local မှာရှိတဲ့ဒီ ingredient ပေါ့နော်ဒါပြောတော့ဖြင့်ဒီတစ်ဖက်ထဲမှာထည့်စားလို့ရတယ်လို့မထင်တဲ့ ingredient တွေပါတယ်ပြုစားပြပါမယ်လို့ဆိုပန်းကော်ဖီပန်းမွက်ပေါ့နော်ဒီဟာလေးတွေကိုသုံးကြတာလို့ဆိုရင်အများကောင်းတယ်နောက်တစ်ခုကပါလဲဆိုတော့အသားသုံးဆွဲမှုပေါ့အသားသုံးဆွဲမှုမှာကဘာကြီးပါသွားလဲလို့ရှိရင်တချို့တော့စိတ်ထောင်းဆိုလို့ရှိရင်တော်တော်များကြီးတယ်နောက်တစ်ခါငကြီးကြောက်ဆိုရင်တော့နည်းနည်းလေးလူတီးနဲတယ်နောက်ဟိုတိတ်ပြီးတော့မတိတာပါလဲဆိုတော့စက်သားမျိုးတုံးတာပေါ့နော်ဒါလေးတွေနဲ့ဒီကွာဟမှုတွေကပြီးတော့မှကျွန်တော်တို့ကအမှတ်လိုက်တဲ့အတွက်ကြောင့်အဲ့ဒါလေးမှဒီလေးအမှတ်လေးတာကွာတော့တကယ်တော့အရန်ကိုမှမထင်ထားတာလေးကိုမှကောင်းတယ်ဘာလို့ဆိုတော့အဲ့လိုကြီးထင်မထားဘူးလားဒီနေ့ဒီအေဘဲဝင်လာတဲ့အချိန်မှာတော့တကယ်တမ်းနဲ့မြည်လိုက်ကောစားလိုက်ကောအဲ့လိုဝါနဲ့လို့ဖြစ်သွားပြီလားဘာလို့ဆိုတော့တကယ်မြည်တဲ့အချိန်မှာတော့ကြည့်လိုက်လို့ဆိုပြီးတည်တယ်ဒီလားဘာလို့ဆိုတော့မြည်လိုက်တိုင်းမှာဆိုလို့ရှိရင်အဲ့ taste တွေကဒီလားလုံးဝကွာတယ်ပြီးလို့ရှိရင်မထင်ထားတဲ့ပေါင်းစပ်မှုဒီ concept မှုတွေကအများများတယ်အဲ့အတွက်ကြောင့်ကျေးဇူးလည်းအများကြီးတင်တယ်ကျွန်တော်ဆိုပြီးပြပြရဲ့ဒီ event နဲ့ဒီနောက်တစ်ဖက်အင်းကိုလည်းကျွန်တော်ကျေးဇူးများတင်ပါတယ်တောက်ပါဂျန်ရှင်းကျွန်တော်လည်းအများကြီးကျေးဇူးတင်ပါတယ်နော် Myanmar Traditional Program